အားလုံးပဲမင်္ဂလာပါခင်ဗျာဘလို့ဝါသနာရှင်များခင်ဗျာဒီနေ့မှာတော့ပြည်သက်လီဂူရဲ့စိတ်ဝင်စားစရာကောက်တဲ့လမ်းနဲ့နတ်တဲ့တို့ရဲ့ထိတိုက်သွေးဆူမှုကိုဒေတာတွေရဲ့နှုတ်ဆိုးအရာချက်လက်တွေနဲ့အတူကျွန်တော်သိစိတ်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လမ်းလေးဟာသူတို့ရဲ့အိမ်ကွင်းမှာမြေတမ်းမှာကြောလေးရှိတဲ့သိဖြစ်ပြီးဒေတာတွေရဲ့တည်င်းတွေအရာအဓိကကစားသမားတချို့ဒိုင်ယာကနေပြန်လာတာကြောင့်လူစရင်းကပူတက်သိမ်းနေပါတယ်တစ်ဖက်ကနတ်တဲ့သေးကတော့ဝေခွင်းကွဲစေတွေမှာခါစစ်ကိုပဲအပပေးကစားလေးရှိတာတွေကိုတွေ့ရပါတယ်ဒီပွဲမှာလမ်းကပွဲကိုစာဆိုးထိချုပ်ဖို့ကြိုးစားလာပါလိမ့်မယ်ဒေတာတွေရဲ့အရာလမ်းဟာကွဲလေကနေဘောလုံးဖြတ်ဝေမှုပိုင်းမှာ80ရာခိုင်နှုန်းကျော်တိကျမှုရှိနေတာကြောင့်နတ်တဲ့အနေနဲ့သူတို့ရဲ့ခါစစ်ဇိုးထဲမှာတုံးပိတ်ဆို့ကစားရမယ့်အနေအထားမျိုးရှိနေပါတယ်နတ်တဲ့အတွက်အပါချက်ကတော့တိုင်ပြတိတ်ဆိတ်ဖြစ်ပါတယ်လမ်းဟာတိတ်ဆိတ်ကိုအလော်ကျော်လိုက်ပါတဲ့အချိန်မှာနှုတ်တန်းဟာကွက်တွေပေါ်လာလေးရှိတာကြောင့်ဒါဟာနတ်တဲ့အတွက်ခွေဖြစ်သွားနိုင်ပါတယ်ကျွန်တော်ရဲ့မြင်ရပြောရရင်ဒီပွဲဟာလမ်းဝင်းဟာအေဝေပလီသန်နဲ့တူပွဲကိုအသာစီးကစားသွားမှာပါနတ်တဲ့ရဲ့ခံစစ်ကဘယ်လို့ပဲကြခိုင်နေပါစေလမ်းရဲ့ PR ပေးမှုအောက်မှာမှားယွင်းရှိလာနိုင်ပါတယ်ဒါကြောင့်ဒီပွဲဟာလမ်းဝင်းကတကူဒါမှမဟုတ်နှစ်ကူပြားနဲ့နေရောက်သွားဖို့များနေပါတယ်ဟုတ်ကဲ့ဒါကတော့လမ်းနဲ့နတ်တဲ့တို့ရဲ့ပွဲစဉ်ဒေတာတွေရချက်လက်တွေပေါ်ခြေခံထားတဲ့သုဒ္ဓချက်ပဲဖြစ်ပါတယ်တငယ်ကြီးတို့ရောဒီပွဲမှာဘယ်သိကနေရောက်သွားမလဲဆိုထင်ပါတယ်လေကိုယ့်ရဲ့အမြင်တွေကိုလည်း comment မှာရေးသားဆွေးနွေးသွားနိုင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုကြည့်နှစ်သက်တဲ့ဆိုရင်တော့ like နဲ့ subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANNAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား